သေမင်းတကားဝကနေအိမ်အပြန်လန်းကိုအတူတူရှာဖွေခဲ့ကြတဲ့ခွေးလိမ့်မှာခုနကောင်မင်္ဂလာပါတရုတ်နိုင်ငံကြည်လင်းပြည်နယ်မှာခွေးသားကုန်တယ်တွေလက်ကနေထွက်ပြေးလွတ်မြောက်လာတဲ့ခွေးလိမ့်မာလေးခုနကောင်ရဲ့အိမ်ပြန်ခရီးဗီဒီယိုဖိုင်ဟာအခုဆိုရင်လူမှုကွန်ရက်ပေါ်မှာလူပြောအများဆုံးသတင်းတစ်ခုဖြစ်နေပါတယ်ဒီခွေးအုပ်စုကိုချန်ချုံမြို့အဝေးပြေးလမ်းမပေါ်မှာစတင်တွေ့ရှိခဲ့တာဖြစ်ပြီးသူတို့ရဲ့ကျေးရွာနဲ့18ကီလိုမီတာအကွာကနေအတူတကွခရီးနှင်လာကြတာပါထူးခြားတာကတော့ဒီခွေးလေးတွေဟာလေလွင့်ခွေးတွေလိုမဟုတ်ပဲဒုက္ခရောက်နေတဲ့ညီအကိုတွေလိုတစုတဝေးတဲ့တွာလာနေကြတာဖြစ်ပါတယ်။ဗီဒီယိုဖိုင်အရာခွေးအုပ်စုတွေကကော်ကီခွေးလေးကအဖွဲကိုဦးဆောင်နေပြီးဒဏ်ရာရထားတဲ့ဂျာမန်တိုးထိပ်ခွေးကြီးကိုတော့ကြံတဲ့ခွေးတွေကဘေးကနေဝိုင်းရံကာကွယ်ပေးထားတာကိုစိတ်မကောင်းဖွယ်တွေ့ရပါတယ်။ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေက drone နဲ့အသုံးပြုပြီးလမ်းညွှန်ပေးခဲ့တာကြောင့်အခုဆိုရင်ခွေး9ကောင်စလုံးဟာသူတို့ရဲ့ပိုင်ရှင်တွေစီကိုဘေးကင်းစွာပြန်လည်ရောက်ရှိသွားပြီဖြစ်ပါတယ်။ပိုင်ရှင်တွေကတော့သူတို့ရဲ့ခွေးလိမ့်မာလေးတွေကံကောင်းထောက်မစွာနဲ့အိမ်ပြန်ရောက်လာတဲ့အတွက်အလွန်ဝမ်းသာနေကြတယ်လို့သိရပါတယ်။တရိတ်ဆန်လေးတွေရဲ့တန်ရောစင်နဲ့အသိဉာဏ်ကြီးမားပုံကိုဖော်ပြနေတဲ့သတင်းအဖြစ်တင်ဆက်ပေးလိုက်ရပါတယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။